Minecraft ဒါပေမဲ့ဒီနေ့ကျွန်တော်ကစားသွားမယ့် Minecraft ကတော့ကပတ်ပြင်ကလာတဲ့ဂျိုးသားလေးတစ်ခုပေါ့ဗျာဒီဂျိုးသားကဘယ်လောက်ထိကျန်းလဲဆိုရင်ကပတ်ပြင်ကဆင်းတာနဲ့အကုန်လုံးသတ္တဝါတွေကိုလိုက်တက်ပြီးတော့ဒီရဲ့အရှိမဆိုခြေတန်းနည်းနည်းမှပေးလို့မရဘူးပေါ့နော်သူပတ်လက်မှာရှိတဲ့ခြေတန်းတွေကိုကြားပြီးတော့လိုက်ကြိုက်တယ်ပေါ့ဗျာအဲ့ဒါသာမက Silent Head ပါသေးတယ်ပေါ့နော်ဒီ mode ထဲမှာဆိုရင်တော့ဒီ Silent Head ကဘယ်လောက်ဆိုးလဲဆိုရင်သူ့ရှိမှနည်းနည်းလေးရွာစီလောက်ပြတာနဲ့ Diamond Armor ဘူးတွေမှာ one hit ကိုသူတတ်နိုင်တယ်ပေါ့ဗျာကျွန်တော်ရဲ့ဒီနေ့ mission က Silent Head ကိုတတ်နိုင်မလားโอเคအထဲတော့ရောက်လာပြီပေါ့နော်ကဲအရင်ဆုံးကျွန်တော်ဖတ်တမ်းမယ်ဆိုရင်ကျွန်တော်အရင်ဆုံးလိုမှာကတော့ Pickaxe တို့ဘာတို့လက်နက်တို့အရင်ဆုံးလိုအပ်မှာပေါ့နော်ကဲမြန်ဆန်လေးအဲ့ဒီအကောင်မကြခင်လေးကျွန်တော် Pickaxe လေးတစ်ခုလောက်ထားလိုက်အောင်ပါဗျာโอเค Pickaxe ရလာပြီဆိုတော့ကျွန်တော်တခါတည်းအောက်ကိုတူးဆင်းမယ်ပေါ့ဗျာတခါတည်းလူတဲ့ဟာလေးတွေအနေငယ်တော့တူးလိုက်အောင်မယ်ပေါ့နော်ကြည့်ရင်လည်းမေ့နေဒီကောင်ပါလဲကွာအခုမှကြည့်မိတယ် radar တဲ့ဟျောင်းကြီးโอเค2မိနစ်ဆိုရင်ဂျိုသားလာမယ်တဲ့ဟျောင်းကြီးဒီမှာမိနစ်ပြထားတယ်ပေါ့နော်မြန်ဆန်လေးဒီအသားတွေပါတွေကျွန်တော်ယူထားရမယ်ပေါ့ဗျာခဏနေဆိုင်ဟိုအကောင်လေးဆင်းလိုက်ရင်ကျွန်တော်တော်ဒုက္ခရမှာပေါ့နော်โอเคတေးွားရေပေါ့နော်အိုးအရှိမရွာသားအိမ်ဟာဟျောင်းကြီးအဲ့ရွာသားအိမ်ဒီမှာသွားပြီးတော့ပစ္စည်းလေးတွေစားစရာလေးတွေဘာလေးတွေတော့ခိုးမယ်ဟျောင်းကြီးโอเคကျွန်တော်ရွာသားအိမ်ကိုတော့ရောက်သွားပြီပေါ့နော်ကဲဒီမှာစားစရာလေးတွေကတော့ရှယ်ကြီးတွေရှိနေပြီโอเคဒီမှာအများကြီးပဲပေါ့နော်ရွာသားအိမ်မှာစားစရာတွေโอเคအကုန်ယူဟျောင်းကြီးအကုန်ကိုမချင်အကုန်ယူမယ်ကွာ nice အိုးဒီရွာသားအိမ်ကဘလို့ပြီးတော့အောက်မှာလည်းနေရာရှိတယ်ဟာโอเค test တွေမှာအနေငယ်ပစ္စည်းလေးတွေအရင်ဆုံးအိုးဂျိုသားလာပြီဟာဟျောင်းကြီးဘယ်နေရာကိုပြုတ်ကျသွားတယ်ဟာဟောအဲ့ဒီအရှိနာကိုပြုတ်ကျသွားတာဟျောင်းကြီး2မိနစ်လို့ပြောထားတာပဲရော2မိနစ်တော့ရှိသွားပြီဒါပေမဲ့ဟိုကောင်ကဘယ်မှာလဲကြာလာတော့သူဒီဘက်ကိုကျသွားတာပေါ့နော်အာယုံကိုလည်းရှိတယ်ကြောက်စရာမလိုညာတစ်ချောင်းမှာရေရှိလဲရတယ်ကွာဘာဖြစ်โอเคဒီအရှိမှာရေရှိတာပဲโอเคဟိုကောင်မလာသေးဘူးမဟုတ်လားဟုတ်တယ်အဲ့ကောင်ဟိုအရှိဖက်ကိုကျသွားတာဒီဘက်ကိုမလာသေးအေးအိမ်နေမီးလောင်နေပြီရောခဏလေးအိမ်နေမီးလောင်နေပြီရောဟုတ်အခုမှကြာလာလားဟာအဲ့ကောင်ကဟုတ်တယ်ဟာအမှမှကြာသွားပြီအခုမှကြာလာတာဟေ့အောင်ရေ shit bro အိမ်နေကတော့မီးလောင်ကုန်ပြီဒီတော့ပြေတော့မလာဘူးနော် okay ဒီကောင်ဟိုဘက်အကောင့်လေးအရင်တတ်နေတယ်ခဏလေးအဲ့ဆိုကျွန်တော်နောက်ဆော့လိုက်အောင်မယ်ဒီဘက်ချင် okay ဒီရွာသားအိမ်နေမှာလည်းဘာမှမရှိသလိုပဲနော်ကျွန်တော် chest တွေကလည်းတော်တော်ဖောက်ပြီးတခုမှမတွေ့သေးဘူးပေါ့နော် PC ကောင်းကတော့ okay ဒီနောက်ဆုံးအိမ်တခုမှကြည့်မယ်ဘာမှမရှိဘူးပေါ့နော် okay ဒီနွားကိုတပ်လိုက်ပါမထူတော့ဘူးတေး okay ဒီမှာလည်းနွားတစ်ကောင်ရှိတယ်ဒီကောင်မှာတတ်ဘာမသေးဘူးတဲ့အဲ့ဆိုလွတ်လိုက်ဒီအောက်မှာအိမ်နေအိမ်ချန်သေးတာပဲ okay ဒီအိမ်တွေကိုဝင်ကြည့်အောင်ပေါ့နော်ဘာတွေရှိမလဲ okay chest ဟိုးဟဲ့အောင်ဒီမှာရှူတိုင်းတို့အာမာတို့ဘာတို့တော့ရှိတယ် okay infinity တဲ့ဟဲ့အောင်မစိုးဘူးဟာအာမာရော okay အာမာတစ်ခုတော့ရလာပြီဒီကောင်ကကျတော့ကျွန်တော်ဟိုအကောင်များခုံမှုအတွက်ပေးလာတာလားမသိဘူးเนาะဒီရှူတိုင်းကခေါ်လိုက်ဟိုကောင်ရောက်လာမှာပေါ့နော် okay နောက်တစ်ကောင်ပဲရှင်းလာမလဲခဏကြည့်လိုက်ပါဦးနောက်တစ်ကောင်ကတော့ကျွန်တော်9မိနစ်ဆိုလာပြီးတဲ့ဟဲ့အောင်အဲ့ဆိုနည်းနည်းနောက်ဆုတ်လိုက်အောင်မယ်ဟဲ့အောင်နောက်ဆုတ်လိုက်အောင်မယ်ရီနာလေးတွေမှာတော့ကစားလိုက်အောင်မယ် okay ဒီနားတစ်ချောင်းမှာကစားလိုက်အောင်မယ်ဟိုကောင်လာပြီဆိုကျွန်တော်ရီတဲကိုဖြတ်ပေးလို့ရအောင်မနော် okay ဒီကောင်ကဒီဘက်ချမ်းကိုဆင်းသွားတယ်မနော်ကျွန်တော်ရှာလို့မတွေ့သေးဘူးကဲနောက်တစ်ကောင်မလာခင်လေးကျုပ်ဒီနားတစ်ချောင်းမှာခဏလေးနေမယ်ပေါ့ဗျာအေးလာပြီဟာဟိုဘက်ချမ်းကိုရောက်သွားပြီ okayအဲ့ဒီကောင်ပါလာတော့မသိဘူးတစ်ချက်တော့ကြည့်ရပါဦးကြည့်လိုက်ပါဦးတစ်ချက်လောက်ပါလာအဲ့ကောင်ပါလာတော့မသိဘူးဘောနော်ဟုတ်ကဲ့ဥတွေတော့ကြာလာပြီနော်အဲ့ကောင်ရဲ့ဥလေးတွေကတော့ okay အဲ့ကောင်ပါလာမသိဘူးပါတယ်ဟာဟိုမောင်မရောက်ဟေးဒီကောင်အတန်ကြားပြီးတော့လာတဲ့ကောင်အိုးအေးလာတယ်ဟာဒါတော်မြင်တယ်ဘောနော်ဒီကောင်ထဲမှာဟိုနွားတွေကိုဒီကောင်မပြစ်တယ်လို့ပဲနော်ကျွန်တော်ကြည့်ရသလောက်ကငါနားမှာပဲဟဲ့ငါများဆွဲတဲ့အတန်ဒီကောင်ကြားသွားလားမသိဘူးဟိုဘက်တခြားနေရာကိုသွားလေကွာဟိုမှာမြင်းနေပါလေလောက်နေတာပဲမင်းသွားလေအဲ့ဒီဘက်ကိုလဲ okay ဒီကောင်ဟိုဘက်ကိုအာယုံဆိုင်နေချေပြေးကွာအေးလာတယ်ဟာအေး bro what the heck bro ရှော်တော့ပဲဟာ what the heck ဒီကောင်ရေထဲမှာဒါတော့ဆိုဒီကောင်မာလာကီယာ bro ပြစ်လို့မရဘူးဘာလို့လဲဒီကောင်ပြစ်လို့မရဘူးဒီကောင်နဲ့တိုက်ရလားမသိဘူးเนาะ okay ဒီကောင်အတန်ပေးပြီးတန်ပြစ်လို့ရပြီဟာအခုမှ okay အခုလည်းပြစ်လို့မရဘူးဟာအဲ့ဒီကောင်ရေနဲ့ပဲတည်နေတယ်ပေါ့เนาะတေးပါစေ okay တည်သွားပြီပေါ့เนาะဒီကောင်ဘာပဲဖြစ်ရေနဲ့တော့တည်တယ်ပေါ့เนาะဘာပဲလို့ဒီကောင်ရဲ့နေရာမှာတော့ပြီးတော့ဥလေးတွေဘာလေးတွေတော့ရှာကြည့်မယ်ပေါ့နော်ဒီကောင်ရဲ့နားမှာဥလေးတွေရှိလောက်တယ်ပေါ့အဲ့တော့ဥတွေရှိပါလာတတ်တယ်ဒီကောင်လေးလေသလားအောင်ပြီးတော့ဥတွေပါလာကွာမပါဘူးဥတွေရဘက်မှာလဲဥတွေကဟိုမှာ skeleton ပြတ်တယ်ဟာ okay bro မရှာတော့ okay နောက်တစ်ကောင်ပဲချင်းလာမလဲနောက်တစ်ကောင်က okay 10မိနစ်အချိန်ရှိသေးတယ်ကဲကျုပ်ဒီနေရာမှာဝင်ပြီးတော့ diamond ဝေး shit bro diamond armor လေးပါလေး full armor လုပ်ပြီးမှထွက်ခဲ့မယ်ပေါ့နော်ဒီတရားနဲ့ကျွန်တော် okay အောက်ကတော့ရောက်လာပြီပေါ့နော်အိုး creeper တွေလည်းအများကြီးပဲရောက်ရေးအရှိမ diamond တွေကတော့တလုံးမှတော့မတွေ့သေးဘူးလောလောဆယ် okay နောက်မှလည်းအိုးရောက်ရေးအဲ့ဆိုရင်ကျုပ်ဒီမှာအရင်ဆုံး iron တစ်ခုကြိုလိုက်အောင်မယ်ပေါ့နော် okay diamond ကတော့ဒီအောက်မှာလည်းရှိတယ်ပေါ့နော်ဒီ diamond မတိုးခင်လေးဒီအပေါ်က skeleton ကြီးကိုအရင်ဆုံးဘောကဖြတ်လိုက်အောင်မယ်ပေါ့နော် skeleton တို့ဒီ creeper တို့ okay bro မင်းတို့တေမငါတို့အဆင်ပြေမှာကွာ okay ဒီကောင်လေးတေသွားပြီဆိုရင်အပေါ်တော့ရောက်လာခဲ့ပြီပေါ့နော်ဒီမှာလည်းတစ်လုံးပဲထင်တယ်ကြည့်ရသလား okay diamond ကဘာလို့လဲကွာတစ်လုံးပဲလာပေးနေတယ်လို့တော်မရိုင်းနေလို့ okay အပေါ်တက်ပြီးတော့ဟိုအရှိဖက်ချမ်းကိုသွားကြည့်မယ်ပေါ့နော်ဒီဘက်မှာကျွန်တော်ခုနတခုတွေ့ထားသလိုပဲပေါ့ဗျာပြောလိုက်ကွာ diamond ရှိလာကွာဒီထဲမှာဟဲ့အောင် keep ကတော့နည်းနည်းနော် keep ကြီးမဟုတ်ဘူးနော်အိုးပြစ်တယ်ဆိုတော့ပေးပြစ်နေလိုက်ဟဲ့အောင်ကိုယ့်ကိုလုံးစရာရှိတာလုံးပြီးတော့ဒီကနေထွက်ဒီကောင်လေးကဘာလို့အိုးလိုက်တယ်ဟဲ့အောင်အိုး shit ဒီမှာ diamond ဒီကောင်လေးဒီကိုလာလို့ရမှာမဟုတ်ဒီကိုလာလို့ရမှာမဟုတ်ဆိုတော့ diamond လေးတူ
โอเค diamond လေးယူ keep ကလည်းနည်းနည်းနော် keep ကြီးမဟုတ်ဘူးเนาะဒီမှာ okay keep ကြီးပြီမဲ့ diamond ရှားတယ်ဆိုတာဒါမျိုးကိုခေါ်တာဗောနော် bro အဲ့ကြားထဲမှာဒီကောင်လေးကလည်းမီလင်းပြီးတော့ diamond နဲ့တူနေတယ်ဟဲ့ဟေးလို့ okay ဒီမှာ diamond တစ်လုံးထပ်တွဲပြန်ပြီလို့ bro တို့ရေ okay တစ်လုံးမကောက်ဟဲ့ဟေးအထဲမှာစီးတယ်ဟာ okay နှလုံး okay နှလုံးဆိုလဲနှလုံးနဲ့ကျင်းနေရတော့မှာဗောနော်အရှိမနောက်ထပ်တစ်လုံးတွဲပြန်ပြီ okay ဒီနေရာမှာလင်းနေတယ်ဗောနော် okay အိုးဟိုမှာကြားလာပြီဟောဟိုကောင်တန်ကြားနေရတယ်ဗောနော်ဟိုကောင်ကြားလာတာအိုး diamond တွေအများကြီးပဲဒီမှာတစ်လုံးရှိတဲ့နေရာမှာကျတော့ diamond တွေများတယ်ဗောရုံးချင်းအိုးဘယ်နှလုံးတော့မှာတော့ဟဲ့ဟေးအိုးဘယ်နှလုံးတော့မှာတော့ဟဲ့ဟေးဒီမှာ diamond ရှယ်ကြီးဟောလို့အိုးအများကြီးပဲဟဲ့ဟေးထပ်ပြီးတော့ရှိသေးတယ်ဟာတကယ်ကိုပြောလို့ပြောတော့မို့ဒီနေရာမှာတော်တော်များတယ်ဟော diamond ဟောပါဘယ်နှတုံးတော့ရလိုက်လေဟာဒီ18တုံးနဲ့ဟာဟုတ်ပါမလားဟာတနေရာထဲမှာပဲ18တုံး diamond okay ဒီမှာကတော့တစ်လုံးပဲထင်တယ်ကြည့်ရတော့ okay တစ်လုံး okay ဒါတော့ဆိုတော့ကျွန်တော်အပေါ်ပြန်တက်လို့ရပြီဗောနော်အပေါ်တက်လို့ရပြီဆိုရင်လည်းနန်းကဘယ်ဖက်မှလည်းမသိတော့ဘူးเนาะ okay ပြန်လာတဲ့ဖက်ကိုပဲပြန်ပြေးရတော့မှာပေါ့ 2,000 years later. okay bro ရေအပြင်ကတော့ထွက်လာခဲ့ပြီဆိုတော့ဟဲ့ဟေးအာတိုင်းတော့ဟာဒီဘက်ချမ်းမှာဟဲ့ဟေးဒါကတော့တမျိုးကြီးပဲဒီဘက်မှာဘာကြီးတော့ဟာအိုး bro ဒီမှာချမ်း silent head bro ဒီကောင်တတ်နိုင်ကျွန်တော်ရဲ့ mission ကတော့ပြည့်သွားပြီပေါ့နော် okay ဒီဘက်ကတော့မတော်တာပဲကောင်းမယ်ထင်တယ်ပေါ့နော် okay silent head ကတော့ပေါ်နေပြီပေါ့နော်ဒါပေမဲ့ဟိုကောင်လေးအပြင်မှာဘယ်နှကောင်ရောက်နေပြီလဲဆိုတော့ကျွန်တော်လည်းမသိသေးဘူးပေါ့ဗျာ okay တစ်ချက်ကြည့်လိုက်ပါဦး okay နောက်ထပ်7 minutes ဆိုတကောင်ကြာလာမယ်တဲ့ okay ဒီနီးနားမှာမရှိတော့ဘူးပေါ့နော်ကျွန်တော်သိရသလောက် okay အဲ့လိုဆိုတော့ silent head ကိုဘယ်လိုတက်ရမလဲဆိုတော့ကျွန်တော်အဲ့ဒါကြီးတစ်ခုပဲစဉ်းစားရမယ်ပေါ့နော်တစ်ချက်တော့အိတ်လိုက်အောင်မယ်ပေါ့နော်ရွာသားကြီးမှာတော့ပြီးတော့ bro ရေ okay မိုးလင်းပြီဆိုတော့ကဲဘာတွေညာတွေရှိလဲပတ်လဲမှာအကောင်လေးဘာတွေရှိလားမရှိဘူးပေါ့နော်အစဒီဘက်ချမ်းမှာတကောင်ဆင်းထားတဲ့အကောင်ပျောက်နေတယ်ပေါ့နော်အဲ့ကောင်ပါကျွန်တော်တစ်ချက်တော့ကြည့်ကြည့်အောင်နားနေအဲ့ကောင် line လဲကျွန်တော်တီးနိုင်ချိန်များတယ်လို့ဟျောင်းရေဆိုတော့ဒီအာယုံကိုလည်းဘာလုပ်နေတာတော့ bro မင်းဒီမှာဘာကိုကြည့်နေတာတော့ဟာဒီအိမ်ကဘာမလို့တော့ဟျောင်းရေโอ้ bro ဒီကောင်နဲ့ play store လဲလို့ရတယ်တဲ့ဟာ okay ဒါတွေကဘာတွေလဲဖဲမင်းဆောက်ငါတစ်ချက်ကြည့်ကြည့်မယ်အိုး bro ဒီထဲမှာကျွန်တော်ဂန်းတွေဘာတွေခွဲလို့ရတယ်ဟာလွယ်လေးဂန်းလုံးမို့ဘာလိုအပ်လဲလောင်းကြားဆိုတာတွေလိုအပ်မယ် okay ဒီကောင်ဆိုတာတွေလိုအပ်မယ်ဒါ M4 မဟုတ်လားကွာယူလို့ရလားကွာထူးပြီးတော့ယူကြည့်ယူလို့ရတာထူးပြီးတော့ယူကြည့် okay ယူလို့တော့ကြားတယ်ကွာဒါပေမဲ့ဒါအလှကြီးကွာနော်ဒီကောင်ဒီမှာဒါ gun crack တဲ့ဟာဒီဟာပေါ့နော်ဆိုတော့ကျွန်တော်မှာခွဲမဲ့ဟာတော့ဘာမှတော့မရှိဘူးပေါ့နော် PC ကတော့ထွေးလို့တော့ရမယ်ထင်တယ်အိုးဟီအောင်ကြီး Android နဲတာမဟုတ်ပဲဒီကောင်ရှိမှာအေးဂန်းရှိပြီးတော့ဘာလို့ထွေးနေတော့မှာတော့ဒီမှာ bro တို့ခဏထဲမှာ PC မလိုအပ်တဲ့ဟာတွေခဏထည့်လိုက်ကွာရပြီဆိုရင်ဒီအဖိုးကြီးနဲ့နည်းနည်းပါးထွေးလိုက်အောင်မယ်နော်ကျွန်တော် prep တွေပဲယူလာတယ်မဟုတ်လား Android တွေရတာများလာပြီဆိုတော့ကောင်နဲ့ကျွန်တော်ထွေးလိုက်ကွာတစ်ချက် okay ဒီ gun တစ်ချက်ထွေးလိုက်တယ်နှခါ level max တော့ဖြစ်သွားပြီထင်တယ်ဒီကောင်ကြည့်ရတော့ပါဗောနော်တစ်ခေါက်လိုသေးတယ်လေ okay 43နဲ့လည်းနည်းနည်းပဲ Android ကုန်သွားပြီးရောက်ရေးဘာမှလုပ်လို့မရအောင်နောက်ဆုံးတော့လဲကဲဒီဘက်ချင်းကိုပဲသွားရတော့မယ်ဗောနော်ဒီဘက်ချင်းမှာတကောင်ဆင်းထားတယ်ဗောနော်ဂျူသားလေးအဲ့ဂျူသားနဲ့ကျုပ်တကားတစ်ချက်လောက်တော့ပြောကြည့်အောင်ဗောနော် okay ဟုတ်တယ်နော်ဒီကောင်ဒီဘက်ကိုဆင်းပြီးတော့ဒီကောင်တေသွားတာလားအာယုံကိုလည်းနဲ့ fight ပြီးတော့ဒါကတော့လုံးဝတော့မရှိတော့ဘူးဘယ်ပျောက်သွားလဲတော့မသိဘူးနော်သူတစ်ဖက်မဟုတ်တစ်ဖက်တော့သူပျောက်သွားတယ်ဗောနော် okay ဒီ Play Store လေးစမ်းကြည့်ပါအောင်တစ်ချက်လောက်အေးဒီမှာဟျောက်ဒီကောင်ကဒီမှာရောက်နေတာဟုတ်ကွာတော့ Play Store နဲ့ပစ်ကြည့်ပြစ်လို့မရဘူးလေဟာအမိုမရှိဘူးလေဒီတနက်ကဒီကောင်နဲ့ပစ်ကြည့်ရောအမှတစ်ချက်လွတ်လို့ရတယ်ဒါပေမဲ့ဒီကောင်ဒါမေးထိလားမထိလားဆိုတော့ကျွန်တော်သိရတာကတခုစိုးတာဗောနော်ကျွန်တော်တော့စင်ပြေပါတယ်ဒီမှာဒီကောင်ကိုထိသလိုကျွန်တော်လည်းထိတယ်ဟာ okay ငါနဲ့ပစ်ကြည့် okay ဒီကောင်ဒါမေးဒီကောင်တော့သူဒါမေးထိနေတာပဲဟာငန်းအနေနဲ့များအနေနဲ့ဒါမေးမတိုးလဲကျွန်တော်သူရေထဲမှာတော့သူတေတာပဲဗောနော် okay အေးလာပြန်ပြီဟာဘယ်နားမှာတော့ဟဲ့မင်းတို့ကောင်တွေဟာမဟုတ်တော့ဘူးနော်ရေထဲမှာလားအေးအများကြီးပဲဟောဒီတစ်ခါခဏလေးအဲ့ဆိုကျွန်တော်ဒီဘက်ကဟာအရင်သွားလိုက်အောင်မယ်ဗောနော်ဟိုမှာလည်းတကောင်ဆင်းထားတယ်ဒီမှာလည်းတကောင်ဆင်းထားတယ်ကွာနှကောင်ပူးလာတာဆိုတော့ဒီကောင်လေးဒီပေါ်မှာလာထားတာမဟုတ်လားကျွန်တော်ကြည့်ရသလောက်ကဒီကောင်ဒီပေါ်မှာဆိုကျုပ်အေးဟိုမှာဟုတ်တယ်ဟာအပေါ်မှာခုံနေပြီလက်ခွန်း bro what the heck ဒီကောင်ရေဘယ်ရောက်ပြီမင်းကတကယ်ချင်းကွာဟောမင်းကညားနဲ့ပဲပြစ်မယ်ဟဲ့ဟောဒီကောင်ဒီလိုမျိုးပြစ်လို့မရအောင်ဒီလိုမျိုးအတန်ပေးပြီးတော့ဟောလို့ပြက် okay ထိတယ်တွေ့လားခေါင်းကြီးတို့ရော့အမအဲ့လိုပြက်ရော့အမဒီကောင်မရှိတော့ဘူးကွာခဏလေးကုန်တယ်ကွာဒီကောင်ကလည်းအေးငါ့ကိုပြန်လာထိတယ်ဟာဒီကောင်ပြစ်တာကြီးကမင်းရေနဲ့ပဲတေးလိုက်ပါကွာလာမင်းရေထဲမှာလာမင်းကရေထဲမှာ fight မယ်လာရောက်အေးထိပြီအေးတေးသွားပြီ okay bro finally ဒီကောင်တကောင်တေးသွားပြီဒီကောင်လေးဆင်းထားတာနှစ်ကောင်နော်အဲ့ရှိမှာပဲဘယ်မှာလဲကောင်လာပြီဒီကောင်လာပြီ bro အဲ့ဒီကွက်တွေငါယိုးနေပြီဟျောအဲ့ဒီကွက်တွေယိုးနေပြီမင်းကိုပြစ်မှုအတွက်ဆိုရင်ငါမှလည်းငါနီးနေကွာရောအမအဲ့ဒီကောင်သုံးလိုက်ပြီဆိုရင်မင်းကငါပြစ်လို့ရတယ်ဆိုတော့ငါသိတယ်ရောအမအပြန်ထိတယ်ဟာရောအမအကုန်သွားတယ်ဟျောဒီကောင်ခဏလေးဆရာသမားတေသွားတယ်ဗောနော်အဲ့လိုက် okay တေသွားတော့ဆိုတော့အကောင်တွေပါအကုန်လုံးကုန်သွားပြီဗောနော်ဟိုကောင်တွေကတော့ဂျိုသားတွေကတော့ကဲကျွန်တော် silent head ကိုပဲတတ်မှုကြံတော့တယ်ဗောနော်ကဲ let's go bro ရန်ရှာစရာရှာလို့မင်းငါလိုကောင်လာရန်ရှာတော့မင်းတေးမယ်နော်ကောင် silent head ကဒီဘက်ချမ်းမှာမဟုတ်လားခုနကကျွန်တော်ပြရသလားနောက်တဲ့ကောင်ရှိသေးတယ်ဟာ bro ဘယ်နှကောင်လို့ဟာ what the heck
ဒီကလည်းဒီတစ်ခေါက်အဝေးနော်မင်းမရောက်တော့ဒီတစ်ခေါက်ကရေကတော်တော်ဝေးတယ်နော် bro ဒီကောင်လေး3ကောင်လုံးဆင်းလာတာဒီတစ်ခေါက်ဟျောက်ရေးလို့အေးလာပြီဟာ okay ငါ့ကိုမမြင်သေးဘူး okay ဟျောက်ရေးလာတယ်ဟာဒီကောင်ကရှိဘူးဒီဘက်မှာနီးလဲအဲ့ဟိုပဲပြေးပေါ့နော် okay ဒီရှေ့မှာရှိ okay ငါဟိုဘက်မှာရတယ်အစာတောင်စားလို့မရတော့ဘူးထင်တယ်ကြည့်ရတာအစာစားရင်လည်းဒီကောင်ကြားလောက်တယ်ကွာအော်ဘီဒီကောင်အော်ဘီဆိုတော့ကျုပ်ခဏလေးနော်အစာလေးပါလေးစားဖို့တီးရှိအောင်စားလိုက်အောင်မယ်တစ်ချက်လောက်အေးမေကဆက်အေးဒီကောင်အစာစားတာလည်းကြားရတယ်ရောက်ရေးလာတာပဲဟာဒီကောင် okay ဟေးဆိုလို့လေ bro ဘယ်ဆိုလို့လေ bro လာမင်းကိုကောင်းလေးပြောက်ဒေးကြလာတော့ပူပြီးဒီကောင်လေးကဒီကောင်ကလည်းတိတ်သုံးလို့မရတော့ဘူးကွာအရင်လိုမျိုးခဏလေးဟိုကပြတ်တယ်ကွာများတွေကဒီကောင်ခန္ဓာကိုယ်မှာစိုက်နေအောက်မှာတော့ကြာထိတယ်တဲ့လက်နဲ့တွေနဲ့ပြစ်လို့မရအောင်သူရင်နဲ့သူကသူသေးတယ်ဆိုလဲကိစ္စမရှိဘူးသေးပါစေနှကောင်ပူးကြီးပေါ့နော်ဒီမှာလည်းတကောင်ဆင်းနေတာကွာဒါပေမဲ့ဒီ silent head ကဘယ်ရောက်သွားလဲကျွန်တော်မသိတော့ဘူးပေါ့နော်ဒီကောင်လောဆယ်ပျောက်နေတယ်ဆရာသမား okay ဟေ့ဒီကောင်ကဒီရှေ့မှာဆင်းထားတာဟုတ်ကွာအဲ့ကြောင့်ဒီကောင်လေးပျောက်အေးအတန်ကြားနေရတယ်ဟေ့ဟိုမှာ bro okay ဒီကောင်ပဲလာတတ်တာကျွန်တော် okay ကျွန်တော်စနိုက်ပါနဲ့မီးပါမလားဟဲ့တစ်ချက်ချိန်လိုက်ပါဦးတော့အမထိတယ်ဟာ okay ဒီကောင်တေးရင်တော့ကျွန်တော် mission ပြီးသွားပြီပေါ့နော်ကျွန်တော်ဒီကောင်ကိုဒီကနေပဲပစ်ကြည့်မယ်ပေါ့နော်ဒါမေတော့ထိတယ်ပေါ့နော်ဒါပေမဲ့ okay ထိတယ်ဟဲ့ထိတယ်ဒါပေမဲ့ဒီကောင်တေးမလားဆိုတော့အဲ့ဒါရှိသေးတယ်လေဟဲ့ကျွန်တော်အော်တဲ့အတန်တွေပါကြားနေရတယ်ဟောအဲ့ထဲကနေဟဲ့ဒီကောင်ကျွန်တော်မမြင်သေးဘူးပေါ့နော်ဒီကောင်ကျွန်တော်မမြင်သေးတဲ့တွေ့တော့ဒီကောင်ကျွန်တော်ဒီကနေ free ပစ်လို့ရရပေါ့နော် okay ဒီလိုမျိုးဒီကနေကျွန်တော်များနဲ့ပစ်ကြည့်ရန်ဒီကောင်ညာနဲ့ပြစ်လို့ထိတော့ရှေးကြီးကွာညာနဲ့ပြစ်လို့မထိတော့ကျွန်တော်ဒုက္ခရမယ်ပေါ့နော်ဒီကောင်ကျွန်တော်မြင်တာလားမမြင်တာတော့မမြင်သေးတော့ပါဘူးပေါ့နော်ဒီကောင်ညာနဲ့ပြစ်လို့မရဘူးကွာတခုဆိုတာအေးဘောဟဲ့လိုက်ပြီဟဲ့ပြေးတာပြေးဟဲ့လာပြီဟာပြေးမင်းပြေးဟေးတေးဝိုင်းလာအေးရေငေါဝိုင်းဘော broဘောပြေး okay အေးရေငေါပြီးတော့ရတယ်ရေငေါပြီးတော့ဘောကောင်ဘမလဲအေးရှော်ဝါပြီလား bro what the heck ရှော်ဝါပြီဟာအေးရှော်ဝါပြီနေဟဲ့ပြီးသွားပြီဟာဒီမှာလည်းဒီကောင်ရှိသေးတယ်ဟဲ့လက်ခွမ်းလို့ပဲဒီကောင်လည်းပြက်ကွာကြီးစံကုန်သွားပြီတဲ့ဟဲ့အရေးထဲမှာလန်ဟက်ကလည်းတေသွားပြီဗောနော်ဒီကောင်နောက်ဆုံးကောင်ပဲကြံတော့တယ်ဗောနော် okay ကောင်ရေထဲမဆင်းလာဘူးကွာရေထဲဆင်းလာရင်တော့ရှယ်ကြီးလို့နော်ကျွန်တော်မှတစ်ချက်ထိတယ်အေးတေသွားပြီ bro finally winner ဒီကောင်လည်းကျွန်တော်ကိုယ်တိုင်တတ်နိုင်ခဲ့တယ်ဗောနော် silent head ကိုလည်းကျွန်တော်တတ်နိုင်ခဲ့တယ်ဗောဗျာကဲခေါင်းကြီးတို့မြင်တဲ့အတိုင်းပဲဗောနော်ကျွန်တော်ရဲ့ mission ကတော့ silent head ကိုတတ်မဲ့ mission လေးဗောနော်ကဲ mission ကတော့ကျွန်တော်ဘာလို့နဲ့အောင်သွားခဲ့တယ်ဗောနော်ဒီကောင်ကိုလည်းကျွန်တော်နောက်ဆုံးမှများလေးနဲ့တတ်နိုင်ခဲ့တယ် silent head ကိုလည်းကျွန်တော်ဂန်နဲ့တတ်နိုင်ခဲ့တယ်ဗောနော်ဂန်လည်းကြည်စံပုံသွားတယ်ဗောနော်ဒီကြည်စံနေကြတော့ဘယ်ထက်ကကြည်စံနေလဲမသိဘူးဒီ pistol ထက်ကကြည်စံနေတာ pistol ထက်ကကြည်စံလည်းမဟုတ်ဘူးဗောနော်အလကားပေးထားတာဗောနော်ကဲဒီမော့ကိုကစားကျင်နေဆိုရင်တော့ကျွန်တော် description မှာ link လေးချပေးထားပါတယ်ခေါင်းကြီးတို့ဒီနေ့ကတော့လောက်ပါပဲ